ဒီပုံလေးမှာတွေ့ရတယ်လို့မျိုးကလေးတွေမှာဆိုရင်မျက်လုံးကိုတစ်ဖက်အုပ်ပြီးတော့လေ့ကျင့်ခန်းလုပ်ခိုင်းတာမျိုးကြုံဘူးလားတွေ့ဘူးလားဟုတ်ပါတယ်အဲ့ဒီလေ့ကျင့်ခန်းလေးကတော့ amblyopia လို့ခေါ်တဲ့ lazy eye မှာဆိုရင်အသုံးများတဲ့ဒီပတ်ချင်းဆိုတဲ့ exercise လေးတစ်မျိုးပါအခုဒီမေးခွန်းလေးမှာမေးထားတယ်လို့မျိုးပေါ့နော်ပါဝါနှစ်ဖက်မညီဘူးတစ်ဖက်ကကျတော့90ဖြစ်နေတယ်တစ်ဖက်က350အရင်ကိုကွာနေရပေါ့နော်အဲ့လိုမျိုးအခြေအနေမှာဆိုရင်ပါဝါပိုနေတဲ့ဘက်ကဒီမျက်စိပိုကောင်းတဲ့ဘက်ပေါ့နော်အဲ့ဘက်ကိုအုပ်ခိုင်းတာဖြစ်ပါတယ်အဲ့ဒါမှန်ပါတယ်မျက်လုံးကဒီလိုနှစ်ဖက်လုံးကြည့်နေတဲ့အချိန်မှာဆိုရင်ဒီပိုကောင်းတဲ့ဘက်ကပုံရိပ်ကိုoptic nerve လို့ခေါ်တဲ့ဒီအာရုံကြောကနေတည်ပြီးတော့brain စီကိုပို့ပြီးတော့ရောက်ပါတယ်lazy eye ဖြစ်နေတဲ့ဘက်မှာကျတော့ဒီလိုမျိုးအုံနောက်စီကိုရောက်တဲ့ပုံရိပ်ကနှေးနေတဲ့အတွက်ကြောင့်မလို့အုံနောက်ကနေ lazy eye ဖြစ်နေတဲ့ဘက်ကမျက်လုံးရဲ့ပုံရိပ်ကိုလစ်လူရှုလိုက်ပါတယ်အဲ့ဒီလိုလစ်လူရှုတာကြာလာလေလေဒီ lazy eye ဖြစ်တဲ့မျက်လုံးကအလုံးမလုံးတော့ပဲပို့ပို့ဆိုးလာလေအဲ့ဒီလိုဖြစ်နေတာကိုအသက်ကြီးမှသိတယ်ဆိုရင်တော့ကုသလို့မရတော့ပါဘူးဒါကြောင့်မို့လို့ golden age လို့ခေါ်တဲ့အသက်အရွယ်ပိုင်းခြားတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဒီလိုအသက်ငယ်ရွယ်တုန်းပေါ့နော်ကလေးငယ်တွေမှာဆိုရင်ပို့ပြီးတော့အားနေတဲ့မျက်လုံးပေါ့နော်ဒီ lazy eye ဖြစ်တဲ့မျက်လုံးကိုလေ့ကျင့်ပေးတာမျိုးပြုလုပ်နိုင်ပါတယ်။အသက်အရွယ်အားဖြင့်ပေါ့နော်ဒီ9နှစ်10နှစ်မတိုင်ခင်ဆိုရင်အကောင်းဆုံးလို့ပြောလို့ရပါတယ်။အဲ့ဒီမတိုင်ခင်အသက်အရွယ်မှာတခြားလေးလေ့ကျင့်ပေးမယ်ဆိုရင်တော့ဒီလို lazy eye ဖြစ်တာမျိုးကနေပြီးတော့ကာကွယ်ပေးနိုင်ပါတယ်။အကြောင်းမို့လို့အခုလောက်ခိုင်းတဲ့ဒီလေ့ကျင့်ခန်းလေးပတ်ချင်းလို့ခေါ်တဲ့ဒီလေ့ကျင့်ခန်းလေးကလည်းအရေးပါတယ်လေ့ကျင့်ခန်းတစ်ခုပါ။သူ့ရဲ့အလုပ်လုပ်ပုံလေးကတော့ကောင်းတဲ့ဘက်ကိုအုပ်လိုက်ခြင်းအပြင်အားနေတဲ့ဘက်ကမျက်လုံးကနေပြီးတော့ stimulus ကိုအုံနောက်စီရောက်ပါတယ်။အလွယ်နည်းနဲ့ပြောရရင်တော့ပို့ပြီးတော့အားနေတဲ့မျက်လုံးကိုအလုပ်ပို့ပြီးတော့လုပ်ခိုင်းလိုက်တယ်လို့အတူကောင်းတဲ့အလွယ်ဆုံးပြောလို့ရပါတယ်။ဥပမာပေးရရင်တော့ gym ဆော့တဲ့သူတွေကြည့်မယ်ဆိုရင်ကြွက်သားတွေပို့ထွက်လာအောင်လို့အတွက်လိုချင်တဲ့အဲ့ဒီ muscle တွေကိုပို့ပြီးတော့အလုပ်ပေးရအလုပ်ခိုင်းရပါတယ်။ဒီလိုပုံစံမျိုးနဲ့အလားတူပါတယ်။အခုလဲအားနေတဲ့ဘက်ကိုပို့ပြီးတော့အလုပ်ပေးရအလုပ်ခိုင်းရတယ်လို့ပုံစံမျိုးပါ။ဒါကြောင့်အဲ့ဒီ patching exercise မှာဆိုရင်ဘယ်လိုမျိုးလုပ်ခိုင်းလဲဆိုတော့ကောင်းတဲ့မျက်လုံးဘက်ကိုဒီလိုအခုပုံမှန်ပြထားသလိုမျိုးလေးအုပ်ခိုင်းပါတယ်။အုပ်ပြီးတော့အားနေတဲ့မျက်လုံးနဲ့ပဲကြည့်ပြီးတော့သူ့ရဲ့ဒီကလေးတွေမှာ activities တွေလုပ်ခိုင်းပါတယ်။စာအုပ်ဖတ်တာတို့ TV ကြည့်တာတို့ puzzle ဆက်တာတို့အာယုံစူးစိုက်ရတဲ့အလုပ်တစ်ခုခုကိုဒီအားနေတဲ့မျက်လုံးကိုပို့ပြီးတော့သုံးခိုင်းပြီးတော့လုပ်ခိုင်းတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။နေ့ကိုဘယ်နှနာရီလေ့ကျင့်ပေးလဲဆိုတာကတော့ကလေးတစ်ယောက်နဲ့တစ်ယောက်ပုံမူတည်ပြီးတော့မတူပါဘူး။ range အနေနဲ့ဆိုရင်တော့2နာရီကနေ6နာရီထိပါစက်တိုက်မဟုတ်ဘဲနဲ့ပေါ့နော်။တစ်ဖြက်စီလေ့ကျင့်ပေးတာမျိုးလေးတွေပြုလုပ်ပေးနိုင်ပါတယ်။ဒါကြောင့်ဒီဆရာဝန်နဲ့ပြတဲ့အချိန်မှာ lazy eye ဖြစ်နိုင်တယ်လို့ဒီသတ်မှတ်တဲ့ကလေးတွေဆိုရင်ဒီလိုလေ့ကျင့်ခန်းပြုလုပ်ခိုင်းနေဆိုရင်စနစ်တကျနဲ့တခြားလုပ်ပေးဖို့ရအတွက်အရေးကြီးပါတယ်။